2026 ခုနှစ်ဇန်နဝါရီလ3ရက်မှာကမ္ဘာကြီးတစ်ခုလုံးကိုအံ့ဩသွားစေခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့တယ်ဗျ။တောင်အမေရိကတိုက်ရဲ့နိုင်ငံရေးသမိုင်းကိုအလဲအပြောင်းဖြစ်စေမဲ့လျှို့ဝှက်စစ်စင်ရေးတစ်ခုကိုတိတ်ဆိနေတဲ့မြို့တော်ရဲ့ကောင်းကင်ယံမှာအစပြုလိုက်ပါတယ်။အမေရိကန်ရဲ့အထူးတပ်ဖွဲ့ဒေတာဖို့ဟာနှစ်ပေါင်းများစွာဝေးကွာနေတဲ့ပြစ်မှတ်တစ်ခုကိုဗင်နီဇွဲလားမြေပေါ်မှာဖမ်းဆီးနိုင်ခဲ့ပါတယ်။အဲ့ဒီပြစ်မှတ်ကတော့တခြားသူမဟုတ်ပါဘူး။ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုပဲဖြစ်ပါတယ်။တကယ်တော့ဗင်နီဇွဲလားနိုင်ငံကရေနံတိုက်ကြီးကိုဖင်းခုထိုင်ထားတဲ့နိုင်ငံဖြစ်တယ်ဗျ။ရေနံဘလောက်ထွက်တယ်လဲဆိုရင်အာရပ်နိုင်ငံတွေထက်တောင်ရေနံထွက်တဲ့နိုင်ငံဖြစ်ပါတယ်။အဲ့ဒီရေနံတယံဇာတအပေါ်ကျွယ်ဝဆုံးနိုင်ငံကိုအစင်းရဲဆုံးနိုင်ငံဖြစ်အောင်တွန်းပို့ခဲ့သူနိုင်ငံတကာကအာဏာရှင်လို့သမှုကြပေမဲ့သူ့ကိုယ်သူတော့တော်လှန်ရေးသမားလို့ခံယူထားသူမာဒူရိုဆိုတာတကယ်တော့ဘယ်သူလဲဘတ်စကာမောင်သမားဘဝကနေနိုင်ငံတနိုင်ငံရဲ့ရာဇပလင်ဘော်ကိုသူဘလို့ရောက်လာခဲ့တယ်လေအခုဘာကြောင့်ရာဇဝတ်သားတစ်ယောက်လိုဖမ်းဆီးခံလိုက်ရတာလဲဒီနေ့ဗီဒီယိုမှာမာဒူရိုရဲ့ထူးခြားဆန်းပြလာတဲ့ဘဝဇာတ်ကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မာဒူရိုရဲ့ဘဝအစကအံ့ဩစရာကောင်းလောက်အောင်ယူရှင်ပါတယ်သူကနိုင်ငံရေးမျိုးကဆင်းသက်လာတဲ့လူမဟုတ်ဘူးဗျ1990ပြည့်နှစ်တွေတုန်းကမြို့တော်ကာရာကတ်စ်မှာဘတ်စကားတစ်စီးကိုကျွမ်းကျင်စွာမောင်းနေနေတဲ့တာမန်ကားဆရာတူဦးသာဖြစ်ပါတယ်ဒါပေမဲ့မာဒူရိုကကားမောင်းရုံတက်တက်နဲ့ဂျင်းနဲ့နေတဲ့သူမဟုတ်ခဲ့ဘူးဗျဆူရှာတဲ့နိုင်ငံရေးအမြင်ရှိသလိုစီယုံရေးစွမ်းရည်ကောင်းပြီးတော့စကားပြောကောင်းတဲ့မာဒူရိုကလူသမားသမဂ္ဂခေါင်းဆောင်တူဖြစ်လာခဲ့ပါတယ်ဒီရည်ချင်းကပဲသူ့ကိုဗင်နီဇွဲလားရဲ့ဆိုရှယ်လစ်အိုင်ကွန်ဟူဂိုချာဗက်စ်နဲ့ဆုံတွေ့စေခဲ့တာဖြစ်ပါတယ်ဒီနေရာမှာဟူဂိုချာဗက်စ်အကြောင်းလဲနည်းနည်းလောက်ပြောဖို့လိုမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီဇလန်ကမာဒူရိုမတိုင်ခင်ချာဗက်စ်ကစခဲ့တယ်လို့ပြောလို့ရတယ်ဗျ1980ပြည့်လွန်နှစ်တွေတုန်းကအမေရိကန်ရဲ့ယုံကြည်မှုရနေတဲ့ဗင်နီဇွဲလားကစီအေးခေတ်မှာအမေရိကန်နဲ့မဟာမိတ်အဖြစ်ရှိခဲ့တာပါအဲ့ဒီနောက်တော့ဆိုရှယ်လစ်ပါတီကိုတည်ထောင်ခဲ့တဲ့ချာဗက်စ်က1998ခုနှစ်မှာရွေးကောက်ခံအာဏာရလာခဲ့ပါတယ်ချာဗက်စ်သမ္မတသက်တမ်း4နှစ်မြောက်2002ခုနှစ်မှာတော့စစ်တပ်အရာရှိတချို့နဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ပူးပေါင်းပြီးအာဏာသိမ်းမှုတစ်ခုဖြစ်ခဲ့ပါသေးတယ်ချာဗက်စ်ရဲ့စီးပွားရေးနဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုမကျေနပ်တဲ့သူတွေကမြို့တော်ကာရာကတ်စ်မှာအကြီးအကျယ်ဆန္ဒပြခဲ့ကြပါတယ်ဆန္ဒပြပွဲအတွင်းပစ်ခတ်မှုတွေဖြစ်ပြီးလူအများအပြားသေဆုံးခဲ့ရမှာစစ်တပ်ကချာဗက်စ်ကိုတာဝန်ရှိတယ်ဆိုပြီးဖမ်းဆီးခဲ့ပါတယ်အဲ့ဒီနောက်ဗင်နီဇွဲလားကုန်သည်များအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ပီထရိုကာမိုနာကအာဏာသိမ်းအစိုးရရဲ့သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးလွှတ်တော်နဲ့တရားရုံးချုပ်ကိုဖျက်သိမ်းကြောင်းကြေညာလိုက်တယ်ဗျဒါပေမဲ့အဲ့ဒီအာဏာသိမ်းမှုက48နာရီသာကြာမြင့်ခဲ့ပါတယ်မာဒူရိုအပါအဝင်ချာဗက်စ်ကိုထောက်ခံအားပေးတဲ့လူထုနဲ့စစ်တပ်ရဲ့အရာရှိတချို့ရဲ့ပြန်လည်တုံ့ပြန်မှုကြောင့်အာဏာသိမ်းအစိုးရက48နာရီအကြာမှာအာဏာပြန်ပေးလိုက်ရပါတယ်အဲ့ဒီအာဏာသိမ်းမှုရဲ့နောက်ကွယ်မှာအမေရိကန်လည်းပါဝင်နေတယ်လို့ယူဆပြီးချာဗက်စ်ကအမေရိကန်ရဲ့မူရစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအေဂျင်စီတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရပ်ဆိုင်းခဲ့ပြီးတော့အမေရိကန်စီရေးအကြံပေးတွေကိုပါဗင်နီဇွဲလားကနေနှင်ထုတ်ခဲ့ပါတယ်။ရေနံထုတ်ယူမှုကိုနိုင်ငံပိုင်ပြုလုပ်လိုက်ပြီးအမေရိကန်ရေနံကုမ္ပဏီကြီးတွေကိုပါဗင်နီဇွဲလားကနေတွန်းထုတ်ခဲ့တယ်ဗျ။အဲဒီကနေစပြီးတော့အမေရိကန်နဲ့ဗင်နီဇွဲလားရဲ့ဆက်ဆံရေးကဝေးကွာလာခဲ့တာအခုထိပါပဲ။ကဲဒါဆိုရင်မာဒူရိုအကြောင်းကိုပြန်ဆက်ရအောင်။ချာဗက်စ်ထောင်ကျနေချိန်မှာမာဒူရိုကသူ့ရဲ့ဇနီးဖြစ်လာမဲ့ရှီနီစီလီယာဖလောရက်စ်နဲ့အတူချာဗက်စ်လွတ်မြောက်ရေးအတွက်အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပါတယ်။ဒီသစ္စာရှိမှုကြောင့်ပဲချာဗက်စ်အာဏာပြန်ရလာတဲ့အခါမာဒူရိုကိုနိုင်ငံခြားရေးဝန်ကြီးဒုသမ္မတစတဲ့အရေးပါတဲ့ယာတွေကိုအဆင့်ဆင့်ခန့်အပ်ခဲ့ပါတယ်။2013ခုနှစ်မှာချာဗက်စ်ကွယ်လွန်ကန်ဒီအချိန်မှာတော့မာဒူရိုကိုသူ့ရဲ့တရားဝင်ဆက်ခံသူအဖြစ်ကမ္ဘာကိုမိတ်ဆက်ပေးခဲ့ပါတယ်
2013ခုနှစ်ရွေးကောက်ပွဲမှာမာဒူရိုအနိုင်ရပြီးသမ္မတဖြစ်လာပါတယ်။ဒါပေမဲ့သူတက်လာပြီးမကြခင်မှာပဲဗင်နီဇွဲလားရဲ့ကံကြမ္မာဟာစောက်ထိုးကျသွားခဲ့တယ်ဗျ။ရေနံအပေါ်ဆုံးနိုင်ငံကရေနံစည်းကျဆင်းမှုနဲ့ညံပြင်းတဲ့စီမံခန့်ခွဲမှုအမှားတွေကြားမှာဗင်နီဇွဲလားရဲ့အခြေအနေကအသက်ရှူကျက်လာခဲ့ပါတယ်။စီးပွားရေးကျဆင်းသလိုငွေကြေးဖောင်းပွားမှုကလည်းရာခိုင်နှုန်းများစွာမြင့်တက်ခဲ့ပါတယ်။ခင်ဗျားတို့ပဲစဉ်းစားကြည့်ဗျာ။ပိုက်ဆံတအိမ်လုံးတဲသွားမှကြက်ဥတစ်လုံးပဲရတဲ့အခြေအနေမျိုးလေ။အဲ့ဒီလိုဆိုတော့လူဦးရေ၄ပုံတစ်ပုံဖြစ်တဲ့9တန်းကျော်သောပြည်သူတွေကအငတ်ဘေးကနေလွတ်ဖို့နိုင်ငံကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဒါဟာစစ်မဖြစ်ဖဲနဲ့ဖြစ်လာတဲ့အကြီးမားဆုံးဒုက္ခတွေပြဿနာလို့ဆိုနိုင်ပါတယ်။တနေ့ထက်တနေ့စီးပွားရေးကျဆင်းမှုနဲ့ဆင်းရဲမှုတွေကိုမခံနိုင်တော့တဲ့ပြည်သူတွေကလမ်းပေါ်ထွက်ဆန္ဒပြတဲ့အခါမှာတော့မာဒူရိုကညှိနှိုင်းမှုထက်အကြမ်းဖက်ဖြိုခွင်းဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။2018နဲ့2024ရွေးကောက်ပွဲတွေမှာမတမာမှုတွေရှိတယ်လို့တစ်ကမ္ဘာလုံးကကန့်ကွက်ခဲ့ပေမဲ့သူကတော့စစ်တပ်ရဲ့အကာအကွယ်နဲ့အာဏာကိုကြစ်ကြစ်ပါအောင်စုပ်ကိုင်ထားခဲ့ပါတယ်။တကယ်တော့အမေရိကန်ကမာဒူရိုကိုဖမ်းချင်ရတဲ့အကြောင်းရင်းကနိုင်ငံရေးသက်သက်တည်းမဟုတ်ဘူးလို့ဆိုပါတယ်။မာဒူရိုနဲ့သူ့ရဲ့အစိုးရအဖွဲ့ကကာတဲအော်ဒယ်ဆန်လို့ခေါ်တဲ့နိုင်ငံတော်အဆင့်မူရစ်စေကိုင်းကြီးတည်ထောင်ပြီးအမေရိကန်နိုင်ငံစီကိုကင်းတွေမှောင်ခိုပို့နေတယ်လို့အမေရိကန်ကဆွဆွဲထားတာပါ2020ခုနှစ်မှာအမေရိကန်တရားရေးဌာနကသူ့ကိုမူရစ်အကြမ်းဖက်မှုနဲ့တရားစွဲခဲ့ပါတယ်သူ့ကိုဖမ်းဆီးနိုင်ဖို့အတွက်စုကြီးငွေကိုဒေါ်လာ15သန်းကနေနောက်ပိုင်းမှာတန်း90အထိတိုးမြင့်သတ်မှတ်ခဲ့ပါတယ်မာဒူရိုဟာအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေအာဏာသိမ်းမှုကြိုးပမ်းမှုတွေနဲ့2019တုန်းကတကမ္ဘာလုံးကအတိမတ်ပြုခဲ့တဲ့အတိုက်ခံကောင်းဆောင်ဂျွန်ဂွိုင်ရိုရဲ့စိန်ခေါ်မှုကိုတောင်ကြံ့ကြံ့ခံနိုင်ခဲ့သူပါမာဒူရိုကငါ့ကိုဘယ်တော့မှဖြုတ်ချလို့မရဘူးလို့လူသိရှင်ကြားကြွေးကြော်လိရှိခဲ့ပါတယ်ဒါပေမဲ့မာဒူရိုရဲ့ရာဇပလင်ဆံမြမှုဟာ2026ခုနှစ်ဇန်နဝါရီလ3ရက်မှာတော့အဆုံးသတ်သွားခဲ့ပါပြီ။ American Data ဖွဲ့ရဲ့စစ်စင်ရေးဟာသူ့ရဲ့ဆိုရှယ်လစ်ဒေါ်လာရေးလမ်းစဉ်ကိုဖျက်တောက်နိုင်ခဲ့သလိုဗင်နီဇွဲလားရဲ့ကံကြမ္မာကလည်းပြောင်းလဲသွားတော့မလားဆိုတာစောင့်ကြည့်ရမှာပါ။ဘတ်စကားမောင်သမားဘွားကနေနိုင်ငံတစ်ခုရဲ့အာဏာရှင်သမ္မတအဲ့ဒီကနေတဆင့်အခုတော့အမေရိကန်နိုင်ငံမှာထောင်ဒဏ်တစ်သက်ကျွန်းကြားခံရနိုင်တဲ့ရာဇဝတ်သားတဦးဖြစ်နေပါပြီ။မာဒူရိုရဲ့ဇလံကအာဏာကိုအလွဲသုံးစားလုပ်တဲ့သူတွေအတွက်တမိုင်းကပေးတဲ့သင်ခန်းစာတစ်ခုဖြစ်လာပါအောင်မလားလို့မေးခွန်းထုတ်ရမလို့ဖြစ်နေပါပြီ။ဟုတ်ကဲ့ပါဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ခင်ဗျားတို့ကဘယ်လိုထင်ပါသလဲ။မာဒူရိုဖမ်းဆီးခံရမှုကဗင်နီဇွဲလားအတွက်အမှန်တကယ်လွတ်မြောက်မှုဖြစ်လာပါအောင်မလားကိုမမှာဝင်ရောက်ဆွေးနွေးပေးသွားပါဦးအခုလိုစိတ်ဝင်စားစရာဗဟုသုတတွေကိုထပ်မံကြည့်ရှုဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ဗျ